ဒီနေ့မှာတော့အီတာချီတယောက်တကယ်ပဲ evil ဖြစ်သွားတဲ့ fan mate လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုရဲ့အစမှာတော့ဆာဆူကဲစီကနေ sharing ကန်တွေကိုလှုပ်ယူလိုက်ပါတယ်။သူ့ညီလေးကိုအယူလေးလို့ပြောပြီးမျက်လုံးတွေကိုထည့်လိုက်ပါတယ်။နောက်တော့မင်းတို့ကရွယ်ချက်တစ်ခုကြောင့်သာအသက်ရှင်ဖို့ခွင့်ပေးထားတာလို့ဆာဆူကဲကိုပြောလိုက်ပါတယ်။ဒီနောက်မှာတော့ဆာဆူကဲတယောက်နာကျင်လို့အော်နေခဲ့ရပါတယ်။အီတာချီကဦးချီဟာရီဆိုတာအခုလိုမျက်လုံးအစွမ်းကိုရဖို့တယောက်ကိုတယောက်တက်လာရတဲ့အကြောင်းနဲ့သူ့ညီမွေးဖွားလာကလေးကကံကြမ္မာပါလာပြီးသားဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ဆာဆုကဲရဲ့မျက်လုံးကိုအသုံးပြုပြီးဆာဆုကဲကိုအမဲရောင်မီးတောက်တွေသုံးပြီးလက်စတက်လိုက်ပါတယ်။အီတာချီကသူ့ညီလေးကိုနှုတ်ဆက်ပါတယ်လို့ပြောလိုက်ပါတယ်။တစ်ပတ်မှာတော့နာရူတိုတို့ကိုဆာဆုကဲကသူ့အကိုအီတာချီပြင်းတာခံရပြီးရှော့သွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။နာရူတိုကတော့သူ့တငယ်ချင်းကိုတောင်မကယ်နိုင်ခဲ့လို့စိတ်ညစ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့အိုပီတိုကအီတာချီကိုတတိထားဖို့ကြောင်းနဲ့သူ့ရဲ့တကယ်အစ်စ်မှန်ရွယ်ချက်ကဘာလဲမသိလို့တွေးဝေးသွားပါတယ်။ဒီလိုနဲ့အိုပီတိုစခန်းကိုပြန်လာတော့အီတာချီတယောက်အခန်းရဲ့အလဲခုံမှာထိုင်နေပါတယ်။အိုပီတိုကအီတာချီကိုမင်းရဲ့တာဝန်တွေကိုရှောင်လွှဲနေရတဲ့အကြောင်းရင်းကိုရှင်းပြခိုင်းလိုက်ပါတယ်။အီတာချီကလည်းယောက်ျားတယောက်မှာပါတာဝန်တွေရှိတဲ့လဲဆိုပြီးပြန်မေးလိုက်ပါတယ်။အိုပီတိုကမင်းမှာအာကာရာစုကီတယောက်နေနဲ့တာဝန်တွေရှိတယ်လို့ပြောပါတယ်။အီတာချီကတော့တာဝန်တွေဆိုတာနှိမ်ကြတဲ့လူတွေဖန်တီးတယ်လို့ပြန်ချေပလိုက်ပါတယ်။သူ့မှာသူ့ရဲ့ရည်ရွယ်ချက်အတွက်ပဲတာဝန်ရှိတယ်လို့ဆိုပါတယ်။အိုပီတိုကတင်းပေါ်သစ္စာမရှိတော့ဘူးလားလို့မေးပြီးရည်ရွယ်ချက်အမှန်ကဘာလဲလို့မေးလိုက်ပါတယ်။အီတာချီကဦးချီဟာတယောက်နေနဲ့မင်းသိတဲ့နဲ့လို့ပြန်ပြောပြီးဦးချီဟာတယောက်မှာဘာရည်ရွယ်ချက်ရှိမလဲဆိုတာကိုပြန်မေးပါတယ်။နောက်တော့မာဒရာဆိုရင်နားလည်နိုင်ပါတယ်။မာဒရာကသူ့ရှေ့ဦးချီဟာတွေထက်မြင့်မြတ်တယ်။ဒါပေမဲ့မင်းသားဆိုရင်နားမလည်နိုင်တဲ့အကြောင်းနဲ့မင်းကမာဒရာမဟုတ်ဘူးဆိုတာကိုပြောလိုက်ပါတယ်။အိုပီတိုကဒါဆိုမင်းရဲ့ရွယ်ချက်ကဦးချီယာမာဒရာဘောလို့ပြန်ပြောပါတယ်။အီတာချီယာမာဒရာဆိုတာရှုံးနိမ့်ခဲ့တဲ့သူတယောက်ဖြစ်တဲ့အကြောင်းနဲ့ဦးချီယာတွေထဲမှာအကောင်းဆုံးဆိုတာကိုမထိုက်တန်သေးဘူးဆိုတာနဲ့သူကသာအတန်းမဆုံးဦးချီဟာဖြစ်လာရမယ်ဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့ဈေးပေါ်တဲ့ကော်ပီကောင်ကိုအရင်ဖျောက်ပေးမယ်လို့ပြောလိုက်ပါတယ်။အိုပီတိုပြေးလာတော့ဖိုင်ယာပေါ်ချစ်စုကိုတုံးလိုက်ပါတယ်။အိုပီတိုကသူ့ရဲ့ကျစ်စုထဲထဲတော့မဲ့ချိန်မှာဓာတ်တစ်ချောင်းကအမဲရောင်မီးတွေနဲ့တူတူကျလာပါတယ်။အိုပီတိုကအီတာချီကိုဖမ်းလိုက်တော့အမဲရောင်မီးတောက်တွေကိုကျွေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအိုပီတိုအစ်စ်ကပြေးရိုက်ပါတယ်။ဒါပေမဲ့လည်းမထိပါဘူး။ဆူဆန်နူဂျီကာချလို့ဖြစ်ပါတယ်။အိုပီတိုလည်းအီတာချီကိုရှိန်သွားပြီးအခုချိန်မှာအနိုင်မြူနိုင်မှန်းသိသွားလို့လှစ်ပြေးသွားပါတယ်။ဒီနောက်မှာတော့မာဒရာကမင်းငါ့ကိုစိန်ခေါ်တာသိချပြီလားလို့မေးလိုက်ပြီးအီတာချီကလည်းမင်းလျှော့ဖို့အချိန်တန်ပြီလို့ပြောရင်ပြီးသွားပါတယ်။ဘသူနိုင်သွားမယ်ထင်လဲ။အီတာချီရဲ့ဖူးပါဝါဖြစ်နေတော့ comment မှာရေးခဲ့ပေးပါနော်။